လက်ကဝတ်ရဲ့အစ်စ်လေးနှမှာအခုလိုမျိုးအဖုအေးအိတ်ဖုလေးတွေဖြစ်ရင်ဘယ်လိုမျိုးပြောင်းကုရလဲဆိုတာမေးထားတာမို့လို့ဖြေပေးလိုက်ပါတယ်နော်လွန်ခဲ့တဲ့တစ်နှစ်ကျော်တုန်းကအန်ဒီပါရဲ့လက်မှာအဖုလေးဖြစ်ခဲ့ဘူးတယ်အနှိမ့်ဆရာနှိပ်ပေးပြီးတော့အခုဆိုရင်လုံးဝတက်တာပျောက်ကင်းသွားပါပြီကိုယ်တိုင်နှိပ်ပေးလဲရတယ်နော်ဒီလိုဒန်ချီလိမ့်စေးစီလေးကိုဖူးတဲ့နေရာမှာနည်းနည်းများများလေးလိမ့်ပေးရမယ်ပြီးတော့ဒန်ချီလိမ့်စေးကိုလည်းဟောဒီအပေါ်လက်မောင်းမှာလိမ့်ပေးပြီးတော့အပေါ်လက်မောင်းကနေအောက်ကိုတဖြည်းဖြည်းချင်းအကျော်လျှော့တဲ့အနေနဲ့နှိပ်နေပြီးတော့မှဆင်းလာပေးရမယ်အပေါ်လက်မောင်းအကျော်ကတင်းနေရင်ဒီအဖူးကပို့ပြီးတော့တင်းပြီးနှိပ်ရနေရတာပို့ပြီးခက်တာပေါ့နော်အဲ့ဒါကြောင့်အပေါ်ကနေနှိပ်နေပြီးတော့တဖြည်းဖြည်းချင်းအဖူးနားမှာအခုလိုခြေပေးရပါတယ်နှိပ်ပေးတဲ့ဘယ်ဖက်လက်ကလည်းလက်မောင်းအကျော်လေးတွေနာလာတာမလို့ဒီဖက်လက်ကိုလည်းနှိပ်နေပေးလိုက်တယ်နှစ်ဖက်လုံးထိရောက်တယ်ဆိုတော့လေဒီနီးလေးကလည်းတော်တော်လေးအသုံးတဲ့သွားပါတယ်အခုလိုနှိပ်တဲ့နီးလန်းလေးနဲ့တတိယရင်တတိယတလို့အချိန်ရအတိုင်းပဲနှိပ်နေပေးသွားမယ်ဆိုရင်တိတ်မကြပဲနဲ့အဖူလေးကတက်တာပျောက်ကင်းသွားမှာပါနော်ခံစားနေရသူတိုင်းအားလုံးအဆင်ပြေပါစေနော်အန်ဒီပါကတော့တကယ်ကိုတက်တာသွားပါပြီ